April တခုမေးချင်ပါတယ်။သင်ကမဖြစ်လာသေးတဲ့အကြောင်းအရာတွေကိုတွေးပြီးတော့စိတ်ပူပန်နေတတ်တဲ့သူတစ်ယောက်လား။ဥပမာကိုပို့လိုက်တဲ့ message ကိုတယောက်က reply ပြန်မလာဘူးဆိုတာနဲ့ငါပြောတာဘာမှားသွားလို့လဲဆိုပြီးတော့တွေးနေတတ်သူတစ်ယောက်လား။တတိကစကားပြောစရာရှိလို့ကိုတီးတန့်ခေါ်လိုက်ပြီဆိုတာနဲ့ငါအလုံးများထုတ်ခံရတော့မလားဆိုပြီးတော့တွေးနေတတ်သူတစ်ယောက်လား။တငယ်ချင်းကအတန်သုံးလေးနည်းနည်းပြောင်းသွားပြီဆိုတာနဲ့သူကတော့ငါ့ကိုမကြိုက်တော့ဘူးလားဆိုပြီးတော့တွေးနေတတ်သူတစ်ယောက်လား။ဒါဆိုရင်တော့သိချပါတယ်သင်က overthinking ဖြစ်နေတာပါ။ April ကိုယ်တိုင်လည်းအရင်တုန်းကဒီလိုမျိုး overthinking ဖြစ်တတ်တဲ့သူတစ်ယောက်ပါ။ဒီဗီဒီယိုမှာတော့ April ကိုယ်တိုင်ဒီလိုမျိုး overthinking တွေကိုဘယ်လိုမျိုးဖြတ်ကျော်ခဲ့လဲဆိုတဲ့ experience လေးတွေကို sharing လုပ်ပေးသွားချင်ပါတယ်။ပထမဦးဆုံး overthinking ဆိုတာကပါလဲအရင်တုန်းက April ထင်ခဲ့တာက overthinking လုပ်တယ်ဆိုတာကကို careful ပေါ့နော်ဂရုစိုက်တယ်လို့ April ထင်ခဲ့တာပါတည်တည်ချာချာလေးစဉ်းစားကြည့်မယ်ဆိုရင်ဒီ overthinking လုပ်ခြင်းအပြင်ကိုယ်မှာရှိနေတဲ့ပြဿနာတွေကိုဖြေရှင်းရမရောက်တဲ့အပြင်မရှိမလားသေးတဲ့ပြဿနာတွေကိုကိုယ့်ရဲ့ဒီအတွင်းစိတ်ထဲကနေပြီးတော့ကြိုတွေးပြီးတော့ပြဿနာအသစ်တွေကို create လုပ်နေတယ်လို့ April ထင်ပါတယ်။ဥပမာ interview သွားမဖြေခင်ကတည်းကဒီ interview တော့ငါအောင်မယ်မထင်ဘူး။သူတို့တွေကငါ့ကိုကြိုက်ပါမလား။ငါမှရှိနေတဲ့ skill တွေကရောဒီ position နဲ့ကိုက်ညီပါမလားဆိုပြီးတော့မဖြစ်လာသေးတဲ့အကြောင်းအရာတွေကိုကြိုတွေးပြီးတော့စိတ်ပူပန်နေမိတာပါ။တကယ်အင်တာဗျူးသွားဖြေတဲ့အချိန်မှာဒီစိုးရင်ပူပန်စိတ်တွေကြောင့်ပဲကို confidence တွေကလျော့သွားပါတယ်။အဲ့ဒီအချိန်မှာ April နားလည်လိုက်တဲ့အရာကဒီ overthinking လုပ်တယ်ဆိုတာကကို protect ပေါ့နော်ကာကွယ်ပေးနေတာမျိုးမဟုတ်ဘဲနဲ့တကယ်တော့ကိုယ်မှာရှိနေတဲ့ energy တွေကိုခိုးယူနေတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာပါပဲ overthinking များတဲ့သူတွေမှာဖြစ်လက်ဖြစ်ထားရှိတဲ့အရာတစ်ခုရှိပါတယ်ဒါကတော့အရန် sensitive ဖြစ်လွယ်တာပါတခြားသူတွေကကိုယ့်ကိုဘယ်လိုထင်မလဲဘယ်လိုမြင်မလဲဒီအချက်တွေကိုအရန်ဂရုစိုက်နေတတ်ကြပါတယ် April လည်းအရင်တုန်းကဒီလိုမျိုးဖြစ်ခဲ့ပူပါတယ်တယောက်က reply နောက်ကျပြီဆိုတာနဲ့ကိုပြောတာမှားမြန်းမှားသွားပြီလားဆိုပြီးတော့တွေးနေမိတယ်။ meeting မှာစကားတခုမှားပြောမိသွားရင်လည်းအိမ်ရောက်တဲ့အထိပေါ့နော်ဒီကိစ္စကိုတွေးနေမိတယ်။ငါဘာလို့ဒီစကားကိုပြောလိုက်မိတာလဲ။ငါအဲ့ဒါလိုမပြောဘဲနဲ့ဒီလိုမျိုးပြောလိုက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းသွားမှာ။ဒီလိုမျိုးပေါ့နော် April ခဏတွေးနေမိပါတယ်။တကယ်ပြောရမယ်ဆိုရင်တခြားလူတွေကကိုယ့်အကြောင်းကိုဒီလောက်ကြီးတိဂရုစိုက်ပြီးတွေးနေမိမှာမဟုတ်ပါဘူး။ကိုယ်တိုင်ပဲကိုယ့်ရဲ့ဒီစိတ်မလုံးကြုံမှုတွေကြောင့် overthinking ဖြစ်နေတာပါ။တကယ်စဉ်းစားကြည့်မယ်ဆိုရင် overthinking ဆိုတာကအရန်အန်တရာယ်များတဲ့အရာတစ်ခုပါ။ဘာလို့လဲဆိုတော့ဒီအလုပ်တစ်ခုကိုမလုပ်ရသေးခင်ကတည်းကကြောက်စိတ်တွေတိုးလာစေတဲ့အရာတစ်ခုဖြစ်နေလို့ပါ။ဥပမာဒီလိုမျိုး content video တစ်ပုဒ်တင်တော့မယ်ဆိုရင်လူတွေကကြိုက်ပါမလားသူတို့တွေကဘယ်လိုထင်မလဲကိုပြောလိုက်တဲ့စကားတွေမှာရောအမားတွေပါနေမလားလူတွေမတက်ရင်ရောဘယ်လိုလုပ်မလဲဒီလိုမျိုးတွေးနေပြီးတော့ဒီဗီဒီယိုကလည်းတင်ပြမှာမဟုတ်တော့ပါဘူး။ဒါကြောင့်ဒီလိုမျိုး overthinking လုပ်ခြင်းအပြင်ကိုယ့်ရဲ့အခွင့်အရေးတော်တော်များများကိုလည်းဆုံးရှုံးသွားနိုင်ပါတယ်။ April ကိုယ်တိုင်လည်းအရင်တုန်းကဒီလိုမျိုး YouTube ကိုစပြီးတော့ run ဖို့ဆိုတာကလည်းအရင်စိုးရင်စိတ်တွေများခဲ့ပါတယ်။လူတွေကကိုမကြိုက်ရင်ဘယ်လိုလုပ်မလဲ။လူတွေကကိုဘယ်လိုထင်ကြမလဲဘယ်လိုမြင်ကြမလဲ။ကိုမကြိုက်ရင်ရောဘယ်လိုလုပ်မလဲ။ view တွေကရောရပါမလား။ဒီလိုမျိုးစိုးရင်စိတ်တွေကတော့ရှိနေခဲ့မိပါတယ်။ဒါပေမဲ့ဗီဒီယိုတစ်ပုဒ်စတင်ပြီးရဲ့နောက်မှာတော့ကိုစိုးရင်ပူပန်နေတဲ့အရာတော်တော်များများကတကယ်ဖြစ်မလာပါဘူး။ဒါဆိုရင် April မှာကလုံးဝကို overthinking ကမရှိတော့တာလားဆိုရင်တော့ no ပါ100%တော့ April လည်း overthinking ကင်းစင်နေတဲ့ main ကလေးတစ်ယောက်မဟုတ်ပါဘူး။ဒါပေမဲ့အရင်တုန်းကနဲ့ဆိုင်ရင်တော့ April ပြောင်းလဲလာခဲ့ပါပြီ။ April အခုလိုမျိုးပြောင်းလဲသွားဖို့အတွက် April ကိုယ်တိုင်လိုက်နာခဲ့တဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်1အချက်ကတော့အရာအားလုံးကခဏတာပါပဲလို့ April တွေးပါတယ်။ဘာလို့လဲဆိုတော့ကိုအရင်လုပ်ခဲ့တဲ့အရာတွေကိုကြောက်နေခဲ့တဲ့အကြောင်းအရာတွေကိုလူတွေကတပတ်တက်ပို့ပြီးတော့တွေးနေမိမှာမှတ်မိနေမိမှာမဟုတ်ပါဘူး။ကိုယ်တိုင်ကပဲကိုယ့်ရဲ့စိတ်မလုံးကြုံမှုတွေနဲ့ထပ်ခါ overthinking လုပ်နေမိတာပါ။နံပါတ်2အချက်ကတော့ April action ကိုပို့ပြီးတော့ဂရုစိုက်လာပါတယ်။ overthinking ဆိုတာကသင်ခင်မဲ့များနေပြီးတော့ action ကရှိမနေပါဘူး။ဒါကြောင့် April ကစဉ်းစားနေတာထက်လုပ်ကြည့်လိုက်မယ်ဆိုတဲ့ mindset ကိုပို့ပြီးတော့ကျင့်သုံးလာပါတယ်။နံပါတ်3အချက်ကလူတွေကကိုယ့်အကြောင်းကိုအဲ့လောက်ကြီးတီးဂရုစိုက်မနေပါဘူး။ဘာလို့လဲဆိုတော့လူတိုင်းကလည်းသူ့အလုံးနဲ့သူအမြဲတမ်း busy ဖြစ်နေကြလို့ပါ။အမြဲတမ်းကိုယ့်ရဲ့အကြောင်းကိုလိုက်ပြီးတော့ဂရုစိုက်နေဖို့အတွက်သူတို့မှလည်းအချိန်မရှိပါဘူး။ဒါကြောင့်ဒီဗီဒီယိုလေးအဆုံးမသတ်ခင်မှာ April ပြောပြချင်တာက overthinking ဖြစ်တဲ့သူတွေကအားနည်းတဲ့သူတွေမဟုတ်ပါဘူးခံစားချက်များတဲ့သူတွေ
အရာရာကို serious ထားတတ်တဲ့သူတွေပါဒါပေမဲ့အရာအားလုံးအပေါ်မှာအတွေးတွေများနေပြီးတော့အယမ်းပဲ overthinking လုပ်နေမယ်ဆိုရင်ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင် enjoy ဖြစ်နေမှာမဟုတ်ပါဘူးဒါကြောင့်တခါတလေလက်လွတ်တဲ့အရာတွေကိုလက်လွတ်နိုင်အောင်လို့စူးစမ်းကြည့်ပါဘာလို့လဲဆိုတော့ကိုကြောက်နေတဲ့အရာတွေကိုစိုးရိမ်နေတဲ့အရာတွေကလက်တွေ့မှာအကုန်လုံးဖြစ်မလာလို့ပါApril ရဲ့ဒီဗီဒီယိုလေးကနေတဆင့် overthinking ဖြစ်တဲ့သူတွေအတွက်အနည်းငယ်အထောက်အကူပြုမယ်လို့ April ယုံကြည်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။ကျေးဇူးပါ။